2014 ခုနှစ်မေလဒုတိယပတ်ရဲ့မိခင်များနေ့မှာရှိမွမ်းမှုကိုယ်ဝယ်ဖို့ရန်ရောက်ရှိလာကြသောယနေ့ရက်ဝေးမှယုံကြည်သူများအရောက်စီအပေါ်မှာဘုရားရှင်ကတာ၍ကောင်းချီးပေးပါစေ။အာမင်။ဘုရားရှင်တကယ်ပဲကောင်းမြတ်တာဖြစ်ပါတယ်လို့ဒီနေ့လည်းပဲပေါ့နော်2014ရဲ့မိခင်များနေ့ပေါ့နော်ပြန်လဲပြီးတော့မှကျမတို့အသစ်တစ်ဖန်ပြန်လဲကြုံတွေ့ရတဲ့အခွင့်အရေးဘုရားရဲ့နာမတော်ပုံကြီးပါစေ။အာမင်။ဘုရားရှင်တကယ်ကောင်းမြတ်တယ်။ကြောင့်ကျမတို့ကြွေးကြော်ဝန်ခံရအောင်လေနော်။ဘုရားရှင်ကောင်းမြတ်ပါတယ်ကျမတို့အရောက်စီတိုင်းပေါ်မှာလို့ကြွေးကြော်ရအောင်။ကျမတို့တယောက်စီရဲ့အသက်တာအသီးသီးမှာဘုရားရှင်ကတကယ်ကောင်းမြတ်တာဖြစ်ပါတယ်လို့ကြောင့်မို့လို့သုံးချိန်ပေါ့နော်ကျမတို့ကြွေးကြော်မယ်ဘုရားရှင်ကောင်းမြတ်ပါတယ်ကျမအသက်တာပေါ်မှာဆိုတော့မှသုံးချိန်ကြွေးကြော်မယ်1 2 3ဘုရားရှင်ကောင်းမြတ်ပါတယ်ကျမအသက်တာပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်ကျမအသက်တာပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်ကျမအသက်တာပေါ်မှာအာမင်ဆက်လက်တော့မှကျမတို့ဘုရားရှင်ကောင်းမြတ်ပါတယ်ကျမရဲ့မိသားစုအရောက်စတိုင်းပုံမှာလို့ကျွန်တော်ရဲ့မိသားစုအရောက်စတိုင်းပုံမှာလို့ကြွေးကြော်ရအောင်ကျမတို့ကဒီနေရာမှာရှိနေတယ်မိသားစုအဆောင်နဲ့ရှိတဲ့လူလည်းရှိတယ်တချို့ဆိုလူငယ်တွေသူတို့ရဲ့မိခင်တွေလည်းမပါလာနိုင်ဘူးပေါ့နော်ဖခင်လည်းမပါလာနိုင်ဘူးဒီကိုမောင်နှမလည်းမပါလာနိုင်ကြတဲ့လူငယ်တွေလည်းမြောက်များစွာရှိတာဖြစ်တယ်ဘာပဲဖြစ်ဖြစ်ကျမတို့ဒီနေရာနေဝင်ခွင့်ကြွေးကြော်ခြင်းအားဖြင့်ပေါ့နော်သူတို့ရှိတဲ့နေရာမှာဘုရားရဲ့ကောင်းမြတ်ခြင်းကိုခံစားရမှာဖြစ်တယ်ဟာလေလုယာကြောင့်မို့ကျမတို့ကြွေးကြော်ရအောင်ဝန်ခံပေးရအောင်နော်မိသားစုစုံညီနဲ့ရှိတဲ့လူတွေတာရွေးကြွေးကြော်ရအောင်ကျမတို့ကြွေးကြော်ခြင်းပုံမှာဘုရားရှင်ကောင်းကြီးပေးမှာဖြစ်တယ်ကြောင့်မို့ဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်ရဲ့မိသားစုအရောက်စီတိုင်းပုံမှာလို့သုံးချိန်ကြွေးကြော်မယ်1 2 3ဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်ရဲ့မိသားစုအရောက်စီတိုင်းပုံမှာဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်ရဲ့မိသားစုအရောက်စီတိုင်းပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်ရဲ့မိသားစုအရောက်စီတိုင်းပေါ်မှာအာမင်ကျွန်တော်တို့ကြွေးကြော်လို့ခံရအောင်ကျွန်တော်တို့မြန်မာသာသနာပြုအသင်းတော်ဘုရားရှင်ပို့ဆောင်ခဲ့တာဖြစ်တယ်နော်တကယ်ပဲတိုးတက်တယ်ဘရောမမကြဆင်းသွားပါဘူးတကယ်ပဲတိုးတက်ခြင်းနဲ့ပဲဘုရားရှင်ကပို့ဆောင်နေတာဖြစ်တယ်အခုမကြခင်ရှင်းနှစ်မြောက်အသင်းတော်မွေးနေ့ကိုလည်းကျမတို့ကျင်းပနိုင်အောင်မှာဖြစ်တယ်ဒါမို့လို့ပေါ့နော်ကျမတို့အသင်းတော်အတွက်လည်းဝန်ခံပေးရအောင်လေနော်ဘုရားရှင်ကောင်းမြတ်တယ်မြန်မာသာသနာပြုအသင်းတော်အပေါ်မှာလို့သုံးချိန်ကြွေးကြော်ရအောင်1 2 3ဘုရားရှင်ကောင်းမြတ်ပါတယ်မြန်မာသာသနာပြုအသင်းတော်ကြီးအပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်မြန်မာသာသနာပြုအသင်းတော်ကြီးအပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်မြန်မာသာသနာပြုအသင်းတော်ကြီးအပေါ်မှာအာမင်နောက်ဆုံးကျွန်တော်တို့ဝင်ပြရအောင်ဒီနေ့ကမိခင်များနေ့ဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့နော်မိခင်များအပေါ်မှာလို့ကျွန်တော်တို့ကြွေးကြော်ပေးရအောင်ဘုရားရှင်ကောင်းမြတ်ပါတယ်မိခင်များရောက်စီတိုင်းပေါ်မှာလို့နောက်ဆုံးကြွေးကြော်ပေးရအောင်1 2 3ဘုရားရှင်ကောင်းမြတ်ပါတယ်မိခင်များရောက်စီတိုင်းပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်မိခင်များရောက်စီတိုင်းပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်မိခင်များရောက်စီတိုင်းပေါ်မှာအာမင်ကျမတို့ကြုံကြည်ခြင်းနဲ့ကျမတို့နှုတ်ကိုဖွင့်ပြီးတော့မှကြွေးကြော်ဝန်ခံသွားကြသူတိုင်းအရောက်စီတိုင်းပေါ်မှာဘုရားရှင်တာ၍ကောင်းချီးပေးပါစေ။အခုချိန်မှာကျမတို့ပေါ့နော်ဒီမြန်မာသာသနာပြုအသင်းတော်ကိုဒီနေ့မှာပေါ့နော်ဒါရောက်ပြီးတော့မှပါဝင်ပူးပါတယ်ဆိုတဲ့သူတွေကိုကြိုဆိုချင်တာဖြစ်ပါတယ်လို့เนาะကျမတို့အသင်းတော်အနေနဲ့ကြိုဆိုချင်တာဖြစ်တယ်ဒါကြောင့်မို့လို့ပေါ့နော်ဒီနေ့မှပေါ့နော်ဒီမြန်မာသာသနာပြုအသင်းတော်မှာရောက်လာရပါတယ်ပထမဦးဆုံးအချိန်နဲ့ပေါ့နော်ရောက်လာရပါတယ်ဆိုတဲ့သူတွေရှိမယ်ဆိုရင်ကျေးဇူးပြုတော့မှခဏလောက်မတက်ရက်ပေးစေချင်ပါတယ်ကိုယ့်ရဲ့နာမည်လေးပေါ့နော်ဟိုဖော်ပြပေးပါအခုလက်ရှိပေါ့နော်မလေးရှားပဲနေရာမှာနေပါတယ်ဆိုတာလေးနဲ့ပေါ့နော်မိတ်ဆက်ပေးစေချင်ပါတယ်လို့ကြောင့်မို့လို့ဒီနေ့မှာပေါ့နော်လာရောက်ပါဝင်တဲ့လူတွေရှိမယ်ဆိုရင်ကျမတို့ကြိုဆိုကြအောင်အားလုံးလက်ခုပ်ဒီပရိုမကြိုဆိုပေးရအောင်ဒီဘာမြတ်သားဆိုရဲကုန်းတော်ဒီချင်လေးပဲဖြစ်ပါတယ်လို့အဖေရောအမေရောကိုပြုတဲ့ဒီချင်လေးပဲဖြစ်ပါတယ်Thank you.
ရက်နေ့မှာဘုရားရှင်နှုတ်ကပတ်တော်အားဖြင့်ဒီနေရာမှာမတ်တက်ရရတဲ့ခွင့်ကိုပြန်လေးတစ်ဖန်ရရှိတဲ့အတွက်ကြောင့်ဘုရားရှင်ကျေးဇူးတော်သူပဲချီးမွမ်းပါတယ်အသင်းတော်မှာဥဆောင်နေတဲ့တင်းတော်ဆရာများကိုလည်းဘုရားရှင်သူပဲကောင်းချီးပေးပါစေကျေးဇူးတင်ပါတယ်အသင်းတော်အမျိုးသမီးများကိုလည်းသူပဲကျေးဇူးတင်ပါတယ်ဒီနေ့ဘုရားရှင်အမှုတော်မြတ်မှာဒီလိုပါဝင်ခွင့်ရတဲ့အတွက်ကြောင့်လည်းဘုရားရှင်တာရပုံကြီးပါစေဒီနေ့ကတော့ကျမတို့အမျိုးသမီးတွေကိုမိခင်များကိုအထူးတစ်ဖြင့်ဂုဏ်ပြုတဲ့နေ့ဖြစ်တယ်ဒါကြောင့်မလို့မိခင်ဖြစ်ရတာလေအရန်ဂုဏ်ယူဝမ်းမြောက်စရာကောင်းတယ်ဆိုတာဒီနေ့တကယ်ခံစားရပါတယ်ဒါမှမဟုတ်လို့ရှင်တော့အိမ်ထဲမှာနေတဲ့အခါမှာဂုဏ်ယူစရာမကောင်းဘူးမိခင်များရောက်စီတိုင်းသိမှာပါအိမ်ထဲမှာကျမတို့ဘာလုပ်ရတယ်လဲတီးခံရတယ်ပစပ်ပိတ်ပြီးနေရတယ်ဟာလေလုယာမတတ်တာဘူးမတတ်တာဟိုကလည်းကိုတာဝန်တာလည်းကိုတာဝန်ပဲဟိုကိစ္စလည်းကိုဟာဟိုမှာဖုန်တင်တာလည်းကိုဟာကြီးပဲယေရှုခါမှာညဉ့်ညမ်းတာလည်းကိုဟာအဲ့ရဘောကိစ္စလည်းကိုဟာအဲ့တော့မတတ်တာမိခင်ဖြစ်ရတာစိတ်ပြက်လက်ပြက်ခံစားရတဲ့ချိန်ပေါင်းများစွာရှိပါတယ်ဟုတ်လားမဟုတ်ဘူးလားရောက်စီတိုင်းမိခင်ရောက်စီတိုင်းကိုဘုရားကောင်းချီးပေးပါစေဟာလေလုယာတိုးတော်လည်းပဲဒီနေ့ကတော့နှုတ်ကပတ်တော်မဝင်ငါခင်ကလေးကမိခင်ဒီကျေနပ်လောက်ပြီလို့ကျွန်မဒီလိုခံစားပါတယ်ဟာလေလုယာကျေနပ်ကြပြီလားကျေနပ်ကြပြီမလားမိခင်များရောက်စီတိုင်းကိုဘုရားကောင်းချီးပေးပါစေမိခင်များကိုချစ်မြတ်နိုးစွာနဲ့ဂုဏ်ပြုနေတဲ့ကလေးသူငယ်များရောအမျိုးသားတွေဖခင်တွေလူပြိုတွေအားလုံးကိုလည်းဘုရားကောင်းချီးပေးပါစေကျမတို့မိခင်များအနေနဲ့ပေးဆပ်နိုင်တဲ့ကျေးဇူးမရှိပေမဲ့ကျမတို့ကိုချစ်ပြီးအမြဲတမ်းကောင်းချီးပေးနေတဲ့ထာဝရဘုရားကခမည်းတော်အသက်ရှင်ခြင်းကောင်းချီးမင်္ဂလာလုပ်တဲ့လုပ်ငန်းတိုင်းမှာကြိုးဝရကောင်းချီးမင်္ဂလာနဲ့ချီးမြှောက်ပါစေဟာလေလုယာခဏလေးဆုတောင်းအောင်ကောင်းမြတ်ရဲ့ဆုံးလင်းတော်မူသောထာဝရမြတ်စွာဘုရားကိုရောယေရှုတင်ပါတယ်ဖဗျာယနေ့ကိုရောမိခင်များကိုဂုဏ်ပြုတဲ့နေ့မှာကိုရောနှုတ်ကပတ်တော်အဖြစ်ထမှန်ရဂုဏ်ပြုတော်မူပါဖဗျာရှင်ကိုရောဒီချိန်တိုင်းမှာတိုင်ရှင်တော်ဝိညာဉ်တော်ကိုနေရာပေးပါတယ်အကျွန်တော်ဟာကိုရောစီးစရာမြည်ကလေးပဲဖြစ်ပါတယ်မြည်ကလေးဒီရှေ့မှာရောက်နေပြီကိုရောဘုရားဗိတ်သိက်လက်ကောင်းကြီးပေးတော်မူပါအရောက်စီတိုင်းကိုလန်းဆန်းခြင်းခွင့်ကိုပေးတော်မူပါအရောက်စီတိုင်းကိုကျေနပ်စေပါဘုရားရှင်အရောက်စီတိုင်းကိုခွန်အားဖြစ်စေတော်မူပါဟာလေလုယာယနေ့မှစ၍ကြံရှိတဲ့အချိန်တိုင်းအားလုံးမှာအတိတ်ပဲရှိရပ်တည်နိုင်တော်မိခင်များဖြစ်ဖို့ကောင်းကြီးပေးတော်မူပါဒိုမိခင်များမွေးတော်သားသမီးတယောက်စီတိုင်းကိုကောင်းကြီးပေးတော်မူပါယေရှု၏နာမ၌မြည်ပြည့်ဆုတောင်းစကန်အနံ့ပါ၏ထာဝရမြတ်စွာဘုရားအာမင်အချိန်ကိုကြည့်လိုက်တဲ့အခါမှာတော့ချိန်ကသွားပြီကျမတို့ရဲ့ pastor ရဲ့လည်းချိန်ကိုကြည့်နေတယ်အဲ့ဒါကြောင့်မလို့ကျမဆရာဦးဆန်းကိုတိုးတိုးလေးအနည်းဆုံးတယောက်ကိုမေးတယ်ဆရာရှော့ရမလားလို့ပြောတော့ဆရာခုပြရကြားသွားတယ်မရှော့နဲ့ပုံမှန်တိုင်းတော့ဟာလေလုယာဝါရပါတယ်ဒီနေ့ဘုရားရှင်နှုတ်ကပတ်တော်ကိုမိခင်များလို့ပြောတဲ့အခါမှာလူတိုင်း pastor တိုင်းခင်ပွန်တိုင်းကတုံ့တန်ချမ်းခန်းကြီး31မှာအခန်းငယ်30ကနေနောက်ဆုံးထိရေးထားတဲ့အချက်ကိုအာယုံရောက်သွားကြတယ်ဒီနေ့လေဒီအချက်နဲ့တော့ပဲနဲ့တော့မှာပဲလို့တို့ကတော့ထင်ကောင်းထင်နေမှာကျမလည်းဒီအချက်တွေနဲ့မိခင်တွေမြန်မာပြည်မှာရှိနေတဲ့မိခင်တွေတိုင်းနဲ့ပြည်နယ်အသီးသီးမှာရှိတဲ့မိခင်တွေကိုပဲနဲ့ခဲ့ပူပါတယ်ဘုရားရှင်ကောင်းမြတ်ပါတယ်အဲ့ဒါနဲ့ကျမဒီအချက်နဲ့ပတ်သက်ပြီးကိုးကားရမှကျမ်းစာသင်တန်းအမြဲတမ်းပေးတယ်ဘုရားကျေးဇူးတော်ကြောင့်မလို့ဖိတ်ခေါ်တဲ့နေရာတိုင်းကိုကျွန်မသွားပြီးသင်တန်းပေးတယ်3ရက်သင်တန်းဖြစ်စေ5ရက်သင်တန်းဖြစ်စေမိခင်တွေအသင်းတော်တိုင်းရလဲပါစတာတွေကဥဆောင်ပြီးအထူးတစ်ဖြစ်လုပ်ချင်တာမိခင်သင်တန်းပေးရမယ်မိခင်တွေပြောင်းလဲဖို့လိုအပ်တယ်မိခင်တွေပြဝတ်နေဖို့လိုအပ်တယ်အဲ့ဒါကြောင့်မိခင်သင်တန်းလုပ်ရမယ်တစ်နှစ်ကိုတစ်ချိန်တော့မလုပ်လို့မရအောင်သူတို့ရဲ့ကြီးမားတော့အစီအစဉ်ပေါ့နော်သူတို့ရဲ့ကြီးမားတော့အချမ်းစီယူပါယုံနော်အဲ့ဒါနဲ့ကျမလည်းမနာရအောင်တစ်ချိန်လုံးခရီးထွက်နေရတစ်ချိန်လုံးခရီးထွက်ကျေးဇူးတော်ကြောင့်ဟာလေလုယာအဲ့ဒါနဲ့ကျမတနေရာမှာတော့တကယ်ပဲသင်ခန်းစာရယူတဲ့တနေရာကျမရဲ့တွေ့ကြုံပေါ့နော်တာချီလိတ်မှာရောက်တဲ့အခါတာချီလိတ်မှာလည်းအဲ့လိုပဲတိုင်းပေါင်းစုံနေသူတို့စုယုံပြီးမှမိခင်မျိုးသမီးသင်တန်းလုပ်တယ်အဲ့ဒီနေရာမှာကျမအမှုဆောင်ရတယ်အဲ့တော့မိခင်သင်တန်း3ရက်သင်တန်းလုပ်တယ်အဲ့မှာ3ရက်သင်တန်းပြီးသွားတဲ့ညမှာ
အသင်းတော်တစ်ပါးရဲ့ပါစတာကတော့ရောက်လာတယ်ကျမစီကိုရောက်လာတော့ကျမတဲခိုတဲ့နေရာရောက်လာပြီဆရာမကြီးကျေးဇူးတင်စကားတအားပြောချင်လို့ကျမမအားရကြတဲ့ရောက်လာတာကျေးဇူးရတင်တဲ့ဆရာမကြီးတင်တာကတော့တကယ်ပေါက်တယ်တကယ်အောင်မြင်တာပဲတဲ့ကျမတို့အသင်းတော်ဟိုအမျိုးသမီးအဖွက်တွေကတော့နောင်တရလောက်ပြီလို့ကျမပြောရောင်းဝမ်းတာဒီအမျိုးသမီးတွေနောင်တရတယ်လို့ပါစတာကတော့အသိမပြုတယ်ဆိုလို့ရှင်တော့အိုးဒီလိုခါအချိန်ပေးရတာတော့အကျိုးနဲ့သွားပြီဆိုမှကျမရဲ့ကျင်တတ်တယ်အဲ့ဒါနဲ့ကျမလည်းခီးစိတ်တော့လေရင်စရိတ်ကိုတော့ကျမပေးမယ်လေရင်စိတ်ကတော့လာရှိုးတာချီလေးရတော့3,000ခွဲဖြစ်တယ်အိုး3,000ခွဲကျမကောက်ကြိုက်ဆရာမလို့အဲ့ဒီတင်းတော်ပါစတာကတော့ကျမကိုလေရင်စရိတ်ဆိုကျမကိုပေးတယ်ပို့တာတာပေးတယ်ကျမကိုဝမ်းသာလို့အမျိုးသမီးတွေပြောင်းလဲတော့မှပြောင်းလဲလောက်ပြီဆိုမှဝမ်းသာတယ်အဲ့ဒါကျမကျေးဇူးတော်ချီမကိုရောပါစတာကိုရောဒီလိုလာပြောတာကျေးဇူးတင်တဲ့ဒီတစ်ခါကိုရောအတော့ခံရတာတော့ကျင်းတဲ့ဆရာကောင်းနေပြီအမျိုးသမီးတွေပြောင်းလဲတယ်ဆိုတော့အယံဝမ်းသာတယ်ကျေးဇူးတော်ချီးမွမ်းတယ်မနေ့အစောကျမကနနေကြရင်လေစိတ်ကိုကျမသွားတော့အဲ့ခါမှာအမျိုးသမီးတွေအုပ်စုကားကြီးတစ်စီးအပြည့်ရောက်လာတော့တော်ပဲဆရာမကြီးတွေ့ချင်ရတဲ့တော်ပဲလွဲတော့မလားလို့စိုးရိမ်နေတာတဲ့အေးမလွဲပါဘူးကျမတွေ့ရတာဝမ်းသာတယ်ကျမလည်းတွေ့ချင်တယ်လို့ပြောတော့ကျမတို့အရာကျေးဇူးတင်တယ်ဆရာမကြီးဒီတစ်ခါတင်တော့အရန်ကောင်းတော့ပြီကျမတို့ပါစတာကတော့ပြောင်းလဲဖို့ဖြစ်တယ်ကျမဘာပြောမှမသိမင်းညကြတမျိုးဒီမနေ့ကြတမျိုးအော်ဖျားရှင်ကလည်းကျေးဇူးတော်ပါပဲကောင်းမြတ်တယ်ဖျားရှင်ရကောင်းမြတ်တယ်ဖျားလို့ချင်တာကကျမပြောင်းလဲဖို့ဖြစ်တယ်ဟာလေလုယာလောကပတ်တော်ချတဲ့ခါမှာဘယ်တော့မှကျမအလဲမချတာတော့ဝမ်းနေစရာပြောင်းလဲခြင်းနဲ့မရှိတော့ဘာသာကိုလည်းသူ့အတွက်မပါဘူးအမျိုးသမီးတွေလည်းသူတို့အတွက်မပါဘူးဝမ်းနေလိုက်တာကိုရောလီရင်ပေါ်မှာကျမငိုရမလားကိုရောဘယ်လိုလုပ်ရမလဲနောက်တစ်ခါသွားဖို့လိုအပ်သလားဝမ်းနေစရာကောင်းပါလေဘာပြောလဲတင်တန်းကဘာအကြောင်းပြောအရှမ်းကောင်းတာပဲကွာအော်ခွာရတာပဲကွာမင်းတို့မလာတော့ရှုံးနေဒါပေမဲ့သူ့အတွက်မပါဘူးအဲ့ဒါဝမ်းနေစရာအရင်ကောင်းပါလေချစ်တော်မိဘညီကိုမောင်နှမများတော့ဒီနေ့ကတော့မိခင်တွေတော့မနဲ့တော့မယ်လို့မထင်နဲ့မြန်မာနိုင်ငံမှာတိုင်းနဲ့ပြည်နယ်တီးတီးမှာနဲ့ခဲ့ပြီးပြီမိခင်တွေအများကြီးပြောင်းလဲတယ်တကယ်ပြောင်းလဲတာပါမြန်မာနိုင်ငံမှာရိတ်သိမ်းပွဲတွေမိခင်တွေကလုပ်နေပြီဟာလေလုယာမြန်မာနိုင်ငံမှာရိတ်သိမ်းပွဲတွေမိခင်တွေကလုပ်နေတယ်ကိုယ့်အတွက်မပါဘူးဆိုတဲ့လူတွေကလူနည်းစုပါရောက်စီတိုင်းဖျားကောင်းကြီးပေးပါစေဒီမှာရှိတဲ့အမျိုးသားများအတွက်ပါခံယူလို့ရှင်တော့ခံနဲ့ခွက်ပြေးပါစေဟာလေလုယာခံထားတဲ့ခွက်ပြေးပါစေပြေးလဲရှန်လဲအနီးနားတို့စီစဉ်ပါစေဟာလေလုယာရောက်စီတိုင်းဖျားကောင်းကြီးပေးပါစေကျမ်းစာထဲမှာကျမတို့ကြည့်လိုက်တဲ့အခါမှာတုံ့ပြန်ချမ်းခန်းကြီး31အငယ်30ကနေ31ကိုကြည့်လိုက်တဲ့အခါမှာတင်တန်းပေးလို့လည်းအရန်ကောင်းတယ်ဆုံးမလို့လည်းအရန်ကောင်းတယ်အဲ့ဒီမှာပြောတဲ့တီလာနဲ့ပြည့်စုံတော့မိန်းမကိုအပေတို့တွေ့ရတဲ့နီးတီလာနဲ့ပြည့်စုံတော့မိန်းမကိုဘယ်သူတွေ့ရတယ်လဲအခုချိန်ထိဘယ်မှာတွေ့ရတယ်လဲကျန်းစာကတောင်းဆိုနေတဲ့တီလာနဲ့ပြည့်စုံတော့မိန်းမဆိုတာမျိုးလွယ်တော့မဟုတ်ဘူးနော်သူ့ရဲ့ခင်ပွန်းကတဲ့အဲ့ဒီသူတီလာနဲ့ပြည့်စုံတဲ့သူ့ရဲ့မိန်းမကိုတဲ့သူ့ရဲ့အသက်တာအနံပြီးမှအသက်ရှင်မယ်ဆိုရင်လုံခြုံပြီးဂုဏ်ရှိဒါပေမဲ့လောကမှာဘာဖြစ်နေတယ်လဲဆိုလို့ရှင်တော့မိန်းမကိုအနံနဲ့ယောက်ျားကလဲပြင်းစောစောပြက်ဘာဖြစ်လို့လဲအဲ့ဒီမိန်းမကဖျားကိုစာငတ်တာတဲ့ဝိညာဉ်ကြီးကမှပလာဖြစ်တဲ့အတွက်ကြောင့်သူလို့ချင်တာကငွေရွှေဖြစ်တဲ့အခါမှာယောက်ျားအသက်တို့ရောက်စီတိုင်းဖျားကောင်းကြီးပေးပါစေပြီးတော့မှဒီမှာဖော်ပြထားတဲ့အမျိုးသမီးအဲ့ဒီမိခင်ကြီးရဲ့အကြောင်းကိုရေးထားတဲ့ဒီအတိုင်းကိုလိုက်ရှောက်မယ်ဆိုလို့ရှိရင်တကယ်မလွယ်ပါဘူးတကယ်ပြင်ပန်းနေဒီစမ်းစာပိုက်ကိုဖတ်ရင်နေတော့မှဖတ်ရင်လေဘူးမုတ်ထော်ရတယ်နော်ဖတ်ကြည့်ပါဦးအခန်းငယ်30ကနေ31အထိအဲ့ဒီအမျိုးသမီးကတဲ့ညပေတော့မှမြီးခွက်မငြိမ်ဘူးတဲ့သူအလုံးလို့ထိုးထားမယ်မြီးခွက်ပေတော့မှမငြိမ်ဘူးလို့ပြောထားတယ်အိတ်ကောအိတ်ရလားဒီလားနဲ့ပြီးဆုံးတဲ့မိခင်ဖြစ်ဖို့ကတော့အေးပြရတော့မယ်ပချမ်းစာဖတ်ပြီးမှစိတ်မောစရာဘောနော်
ပြီးတော့မှစင်ရတော့သူများကအမြဲတမ်းလက်ဆက်နေငတ်မတဲ့လူကအမြဲတမ်းကြွေးတယ်သားသမီးတွေကိုအမြဲကျေနပ်စေတယ်သားသမီးတွေကိုလည်းအမြဲကျေနပ်စေတယ်နော်ခင်ပွန်းကိုလည်းအမြဲကျေနပ်စေတယ်ပြီးတော့မှအဲ့ဒီမိန်းမရှိတဲ့အိမ်ကတဲ့ခင်ပွန်းဒီသားသမီးတွေမထခင်နဲ့စောစောစီစီစားစရာစားတော့အစင်သိရှိနေပြီအဲ့ဒီမိန်းမဘယ်တော့အိတ်တာလဲဘယ်တော့အိတ်တယ်အဲ့တဲ့အချိန်ပဲမှလေအော်ဆရာဘိုးတို့ကကျမခန့်ငယ်ငယ်တုန်းကကလေးတွေနှုတ်တက်ရတဲ့အရွယ်တုန်းကဘယ်တော့မှအိတ်ရမဝအောင်ဟာအိတ်ရမဝအောင်ဘယ်တော့မှအိတ်ရမဝပဲပဲနဲ့ပဲနေရတယ်နေလေလေကိုအတွက်အိတ်ချိန်မရှိဘူးတစ်ချိန်လုံးအလုပ်လုပ်နေရတယ်ညဆိုလို့ရှင်လည်းသူတို့အိတ်ပြီးတဲ့နောက်မှာပဲကျမတို့ကအိတ်ရတာကလေးတွေအိတ်ပြီးတချို့ဆိုရင်ရောက်ကတိရောက်ကမအကောင်းကြီးခံစားခြင်းနဲ့မိန်းမတွေကတော့ရောက်ကတိရောက်ကမတွေနဲ့အတူတူနေရတယ်ကျမလည်းရောက်ကတိရောက်ကမနဲ့အတူတူနေရတာနော်ရောက်ကတိရောက်ကမလည်းကိုမွေးတဲ့သားသမီးလိုပဲပြည့်စုံရတယ်သူများတွေကကျမကိုမေးတယ်သားသမီးဘယ်နှယောက်ရှိလဲ9ယောက်ရှိတယ်အဲ့ဒါကျမမျိုးသားကညာပြန်ပြီဘယ်လိုလုပ်ညာမှာလဲ9ယောက်ပေးလေကျမမွေးတာ3ယောက်ဟောမှာကောင်း3လုံးက2ယောက်9ယောက်ကျမမွေးတဲ့သားသမီး9ယောက်ရှိ9ယောက်ကိုကျမပြည့်စုံရတယ်နော်မလွယ်ဘူး9ယောက်ကိုပြည့်စုံရတယ်ကျန်းစာအုပ်လုံးမှာပါတဲ့အကြောင်းတွေကတခုမှမချမ်းပဲတရားဟောချင်တဲ့အတွက်ကြောင့်အဲ့ဒီ9ယောက်အတွက်ကောင်းတော်မိခင်နေလေကျမနှစ်ပေါင်းများစွာရည်တည်ခဲ့ဟာလေလုယာမလွယ်ဘူးသူတို့အနေနဲ့တောင်းဆိုတာကောင်းတော်မိခင်ဖြစ်ဖို့ဆိုတဲ့ဟာနဲ့တတိပေးနေတာကကျမတို့ညက်စီကြည်ညက်အောင်ကျမတို့ခံရတာပဲနှိမ်ချရတယ်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 နှိမ်ချခြင်းတရားဟောတာအရန်နာထောက်ကောင်းတယ်တကယ်စားရမယ်တောက်ရမယ်ဟာမှာမလွယ်ဘူးမစားနိုင်ဘူးမလွယ်ဘူးလုံးဝလွယ်တာပေါ့ဘူးသို့တော်လည်းပဲနှိမ်ချတော့အမျိုးသမီးကိုဘုရားသခင်ပိတ်သိမ့်ခြင်းတယ်ဟာလေလုယာမနှိမ်ချတော့အမျိုးသမီးကိုဘုရားသခင်ပိတ်သိမ့်ဖို့ရန်တော်ဝေးတယ်ဘုရားသခင်အမှုတော်မြတ်မှာယက်တည်ခြင်းနဲ့အမျိုးသမီးတယောက်ကတော့နှိမ်ချရမှာပဲနှိမ်ချတော့သူထက်တာ၍နှိမ်ချတဲ့အခါမှာနှိမ်ချခြင်းအရင်ချီးမြှောက်ခြင်းမလားချီးမြှောက်ခြင်းအရင်နှိမ်ချခြင်းလားဟာလေလုယာဒါကြောင့်မလို့ဒီနောက်ကပတ်တော်အားဖြင့်ဒါပေါ်မှာကြည့်လိုက်လို့ရှင်တော့နှိမ်ချခြင်းအားဖြင့်အတ္တတော်ကိုအသက်ရှင်တတ်တော့အမျိုးသမီးဟာသီလနဲ့ပြည့်စုံတော့မိန်းမဖြစ်တယ်ဟာလေလုယာမနှိမ်ချနိုင်ဘူးဆိုလို့ရှင်တော့ညလည်းတညလုံးမအိပ်ရအောင်မနှိမ်ချတော့လည်းဘသူမှမထခဲ့စားတော့ပြီးအောင်ချက်ရမယ်ဆိုတော့မနှိမ်ချရင်တော့ဘယ်လိုလုပ်နိုင်မှာတော့ပြီးရင်အဝတ်လျှော်ရအောင်မယ်အပြီးပုံကြီးပုံထားတဲ့ပကံဆေးရအောင်မယ်အပြီးအိမ်တန့်ရှင်းရလေးလုံးအောင်မယ်အပြီးရင်ဘာလို့အထမင်းပူရအောင်မယ်ဆုံးရမယ်အဲ့ဒါလာရင်ကျိုးဆိုးအောင်မယ်သူ့ဖက်ကဧည့်တယ်ကိုယ့်ဖက်ကဧည့်တယ်အားလုံးကိုတန်းတို့ကျိုးဆိုးရတဲ့နှလုံးသားရှိရမယ်စားပြီးအလွတ်တော်သောအရာကိုလုံနိုင်တော်သူပါသာလင်တဲ့တီလာနဲ့ပြည့်စုံတော့မိန်းမဖြစ်တယ်တီလာနဲ့ပြည့်စုံတော့မိန်းမဖြစ်ရင်ဒီအရာတွေကိုကျမ်းစာကတောင်းဆိုထားတာအရန်ပဲမောပန်းလုံးအားကြီးတယ်မလွယ်ဘူးလောက်ခဲ့ပြီးသင်္นานတွေလည်းတက်ခဲ့ပြီးစ조사ပြီးလိုက်လျှောက်ကြတဲ့အမျိုးသမီးတွေတနာပါတယ်ကိုနာမှာရှိတဲ့အမျိုးသမီးတွေကိုအိမ်မှာရှိနေတဲ့ဇနီးမယားတွေမိခင်တွေအမျိုးသမီးတွေကိုတနာဖို့ရတဲ့အမျိုးသမီးတွေကိုဂုဏ်ပြုဖို့ရတဲ့တကယ်ကိုဂုဏ်ပြုသင့်တယ်ဟာလေလုယာတကယ်ဂုဏ်ပြုသင့်တယ်ဒီလိုအမျိုးသမီးတွေကိုသားသမီးတွေကလည်းမိခင်ကျွန်တော်တို့ရဲ့မိခင်ကတဲ့အရာကောင်းတယ်ဆိုပြီးမှကောင်းကြီးပေးမယ်အခန်းငယ်28အခန်းငယ်29မှာကဘာပေါ်မှာရှိနေတဲ့အမျိုးသမီးတွေကောင်းတာအရန်လုပ်ကြပါတယ်ကောင်းကြပါတယ်တဲ့ဒါပေမဲ့ငါမိမကအဲ့ဒီအမျိုးသမီးတွေထက်ပိုကောင်းမယ်လို့ခင်ဗျနေရလဲချီးမြှောက်မယ်အာမင်ချီးမြှောက်ခံရဖို့ရန်အတွက်အများကြီးစ조사ရအောင်မယ်ဒါတော့မအောင်မြင်သေးရင်လဲစ조사နေတယ်လုံနေတယ်အဲ့ဒါကြောင့်ခရိယအမျိုးသမီးယုံကြည်သူအမျိုးသမီးများကယ်တင်ခြင်းစိတ်ချမှုကိုရတော့အမျိုးသမီးများဘုရားသခင်ကိုကြောက်ရွံ့တော့အမျိုးသမီးများဖြစ်ကြတယ်ဆိုရင်ဒီအချက်ကတော့သိစိုးရိမ်စရာမလိုတော့ပါဒီအချက်ကလည်းဘုရားလိုတော့ရှိပေမဲ့ဒီအချက်သိစိုးရိမ်စရာမလိုဘူးဒါပေမဲ့ဘုရားသခင်ရဲ့အလိုတော်ပြည့်စုံတဲ့အထိယက်တည်နိုင်တဲ့
မိခင်ကောင်းဖြစ်ဖို့တော့အရေးကြီးပါတယ်ဒါလေးတစ်ခုတည်းဒီဟာလေးကွက်ပြီးမှမိခင်ကောင်းဖြစ်တယ်လို့ကျမတို့ပြောရတာမလွယ်ပြောလို့မရသေးပါဘူးရောက်စီတိုင်းဖျားကောင်းကြည့်ပေးပါစေရောက်စီတိုင်းဖျားကောင်းကြည့်ပေးပါစေဒီနေ့မိခင်များနေ့ကိုမိခင်များနေ့ဖြစ်တဲ့မိခင်များကိုဂုဏ်ပြုရမယ်ဆိုတဲ့အခါမှာသားသမီးမရှိတဲ့မိခင်များကြတော့မျက်နှာငယ်ပြီးနေရမှာလားအိမ်ထောင်လည်းမပြုတ်ပဲနဲ့တယောက်ထဲနေတဲ့အမျိုးသမီးကြီးကိုမျက်နှာငယ်ရမှာလားစဉ်းစားစရာဖြစ်တယ်ဘုရားသခင်ကကွက်ပြီးတချို့ကိုမျက်နှာตาပေးပြီးတချို့ကိုကျတော့မျက်နှာငယ်ပြီးရှုံးနေဖို့ရတဲ့ဘုရားမှာလို့တော့ရှိပါဟာလေလုယာတယောက်စီရင်ဘုရားကောင်းကြည့်ပေးပါစေဒီနေ့အမျိုးသမီးတွေကိုဘုရားသခင်ဖန်ဆင်းထားတာတကယ်မိခင်ဖြစ်ဖို့ဖန်ဆင်းထားတာဖြစ်ပါတယ်အဲ့ဒါကြောင့်သားမွေးထားတယ်ဖြစ်စေသားသမီးမရှိတယ်ဖြစ်စေအပြိုကြီးနဲ့အသက်ရှင်တော်သူပဲဖြစ်စေအားလုံးကဘုရားသခင်ရဲ့အလိုတော်ကဘုရားသခင်ရဲ့ကြီးမားသောယူပါယုံကမိခင်ဖြစ်ဖို့ပဲဖြစ်တယ်ဟာလေလုယာရောက်စီတိုင်းဖျားကောင်းကြည့်ပေးပါစေကဘာဥစမှာဘုရားသခင်ကလူဖန်ဆင်းတဲ့အခါမှာလူမိန်းမနဲ့လူယောက်ျားနော်လူမိန်းမနဲ့လူယောက်ျားကိုဖန်ဆင်းပြီးတော့အဲ့ဒီစုံတွဲကိုဘုရားသခင်ကတာဝန်ပေးအပ်တဲ့အခါမှာများပြားစွာမွေးဖွားကြလို့ကောင်းကြီးပေးပြီးမှတာဝန်ပေးအပ်တယ်အဲ့ဒီခါမှာစာတိလူတွေကတော့များပြားစွာမွေးဖွားဖို့ကလင်ယူသားမွေးဖို့ရန်အတွက်ပဲအာယုန်ထက်မှကြီးစိုးနေကြတာဝမ်းနေစရာအားလုံးပြကောင်းကြည့်ပေးပါစေ။တာမဖွားနိုင်တဲ့မိန်းမဆိုလို့ရှိရင်အမျိုးအတိုင်းဝိုင်းထဲမှာနေခံရတယ်။ဟာနာကဲ့သို့တော့အမျိုးသမီးအနေခံရတယ်တာမဖွားနိုင်တဲ့အတွက်ကြောင့်မျက်ရည်ကျတယ်မျက်ရည်ငယ်မျက်နှာငယ်တယ်သူအချိန်မစီးတဲ့ခင်မွန်းတယ်တွေရတယ်။တမျိုးတော့ဖြစ်မှာနဲ့ခွန်းလို့ပါနှုတ်ကပတ်တော်မရှိတာကိုပြောတာပါနှုတ်ကပတ်တော်မရှိဘုရားလိုတော်မသိဝိညာဉ်တော်ကိုမသိတဲ့အချိန်မရှိတဲ့ခင်ပွန်းတယ်တွေကလည်းဒီနေ့လည်းကိုယ်မရှိသေးဘူးလားနောက်တလားအခုလည်းကိုယ်မရှိသေးလားနောက်မိမရှိမယ်ညင်းဆဲနော်စိတ်နှလုံးကိုညင်းဆဲတဲ့အချိန်မရှိတဲ့ခင်ပွန်းတွေလည်းရှိပြန်ရောဒီထဲမှာပါတယ်လို့မပြောဘူးမြန်မာပြည်ကိုပြောတာကျမတို့ရဲ့ပထမနိုင်ငံကိုပြောတာဒီမှာဘုရားကျေးဇူးတော်ကြောင့်လို့ခင်မွန်းနေအားလုံးအချိန်စီးကြပါတယ်ဘုရားရှင်ကောင်းမြတ်ပါတယ်ဟာလေလုယာဟာလေလုယာဘုရားခင်တော်ဝန်ပေးအပ်တာကများပြားစွာမွေးဖွားကြလို့ဆိုတာစာတိအသွေးအသားသားသမီးတွေမွေးဖွားဖို့ပဲပြောနေတာမဟုတ်ဘူးဝိညာဉ်ပိုင်းဆိုင်ရာမွေးဖွားမှုကိုပြောနေတာဖြစ်တယ်စာတိပိုင်းဆိုင်ရာမွေးဖွားဖို့ဝိညာဉ်ပိုင်းဆိုင်ရာမွေးဖွားဖို့နှမျိုးစလုံးကိုဘုရားခင်ကပြောနေတာဖြစ်တယ်။ဘာဖြစ်လို့ပြောတာလဲဆိုလို့ရှိရင်ဘုရားသခင်ကနာဝိညာဉ်ဘုရားဖြစ်တဲ့အတွက်ကြောင့်ပဲရှိပါတယ်။ဟာလေလုယာ။ तू ကလူမဟုတ်ဘူးနာဝိညာဉ်ဘုရားဖြစ်တဲ့အတွက်ကြောင့်မလို့ဘုရားသခင်စိတ်ဝင်စားတာကဝိညာဉ်ပိုင်းဆိုင်ရာကိုပို့ပြီးစိတ်ဝင်စားတယ်။ဟာလေလုယာ။ရောက်စီတိုင်းဖျားကောင်းကြည့်ပေးပါစေ။အရောက်စီတိုင်းကိုဘုရားရှင်အထူးပဲကောင်းကြည့်ပေးပါစေ။အဲ့ဒါကြောင့်ကျွန်မဒီနေ့ပြောချင်တယ်။အမျိုးသမီးတိုင်းဝိညာဉ်ရေးရမှာတိုးပွားဖို့ပွားများစွာမွေးဖွားဖို့တော့လိုအပ်တယ်အဲ့ဒါမှဘုရားအလိုတော်နဲ့ကန့်ညီတဲ့ဝိညာဉ်ရေးရာမိခင်ကောင်းဖြစ်ဟာလေလုယာအိမ်ထောင်ကိုချွေးမဝင်ပြီဆိုရင်နော်ကျမလည်းချွေးမဖြစ်ခဲ့တာချွေးမရဲ့ခန်းစားချက်တွေကိုကောင်းကောင်းသိတယ်ကျမစီမှာချွေးမရောက်လာမယ်ဆိုရင်ကျမဘယ်လိုကြိုးဆော်ရမလဲဆိုတာကိုသင်ခန်းစာနဲ့အတူကျမမှာယူပါယုံရှိတယ်အဲ့ဒါကြောင့်ကျမတို့အမျိုးသမီးတွေကလေအမျိုးသမီးတွေကငယ်ရွယ်ဘဝမှာမိဘလက်ထဲမှာဆိုလို့ရှိရင်တော့သမီးပေါ့နော်သမီးနာမည်ရှိတယ်မကြခင်မှာကြီးလာတယ်သမီးဘဝကနေဘာဖြစ်သွားလဲဆိုရင်စနီးမယားလို့ရာထုတက်ရတယ်ကျမတို့ရာထုတိုးရတာပေါ့နော်စနီးမယားဖြစ်တာနဲ့တပြိုင်နဲ့ကျမတို့ဘာဖြစ်ရတယ်လဲဘာဖြစ်ရလဲချွေးမဖြစ်ရတယ်ချွေးမဘဝတကယ်မလွယ်ဘူးနော်ခမရတို့မျိုးသားတွေအဲ့ဒီခံစားချက်ကိုခမရတို့မသိတဲ့အခါမှာမစာနာတတ်ဘူးနော်ချွေးမဖြစ်ရတဲ့ဘဝမလွယ်ဘူးတကယ်ကိုခံစားရတာရောက်ကမှမျက်စောင်းလေးထိုးလိုက်ရုံနဲ့ပြာကျတော့ခံစားရရောက်ကမှမျက်လုံးကငကားမျက်လုံးကျတယ်အချိန်စီးတဲ့ရောက်ကမှဖြစ်ဖို့တော့ဟာလေလုယာ
အချိန်စီးတဲ့ယောက်ျားဖြစ်ဖို့တော့လိုအပ်တယ်တနေ့ကျရင်ကျမလည်းယောက်ျားဖြစ်မှာဘုရားကျေးဇူးတော်ကြောင့်ခင်ဗျားတို့လည်းယောက်ျားဖြစ်မှာယောက်ကတိဖြစ်မှာယောက်ျားဖြစ်မှာယောက်ျားဖျားကောင်းကြည့်ပေးပါစေဘုရားသခင်ကအချိန်စီးတဲ့ယောက်ျားဖြစ်ဖို့အလိုတော်ရှိအချင်းကြီးတဲ့စာတီအားကြီးမိမစာတီနဲ့ဒီမိန်းမငါရှိရောက်လာတာငါချိုးမယ်ပုံစံပေးမယ်ဆိုတော့ယောက်ျားမျိုးဘုရားသခင်လိုတော်ရှိယောက်ျားဖျားကောင်းကြည့်ပေးပါစေအချိန်စီးတယ်ဆိုတာပါတယ်နှုတ်ကပတ်တော်နဲ့ပြေဝတဲ့ယောက်ျားဘုရားသခင်ကိုကြောက်ရွံ့တဲ့ယောက်ျားကိုချွေးမဘဝကိုဘယ်တော့မှမမေ့တဲ့ယောက်ျားဟာလေလုယာဟာလေလုယာချွေးမဘဝရဲ့ခြေခွဲမှုကိုဘယ်တော့မှမမေ့တဲ့ရောက်စတဲ့ဖျားကောင်းကြည့်ပေးပါစေအဲ့ဒါဆိုရင်တော့နောမီနဲ့ယူသတို့သားမီနဲ့တူတော့မှာပေါ့နောမီအဖြစ်ချွေးမယူသကောင်းစားတယ်လို့ချွေးမယူသအဖြစ်ယောက်ျားရဲ့နောမီကောင်းစားမှာပေါ့ဟာလေလုယာဟာလေလုယာယူသကောင်းစားပေမဲ့နောမီဘာလို့မကောင်းစားရလဲသိလားအချိန်မစည်းတဲ့အတွက်ကြောင့်ဖြစ်တယ်ရောက်စတဲ့ဖျားကောင်းကြည့်ပေးပါစေနောမီကတော့ကောင်းစားတယ်ချွေးမဘာလို့မကောင်းစားတာလဲဝင်လာတဲ့ချွေးမကဘယ်လောက်ပဲကြာကြာအချိန်မစည်းလို့ဖြစ်တယ်အပြန်ပြန်လန့်ကျွန်တော်တို့ဂယုစိုက်ဖို့တတိထားဖို့ရောက်စတဲ့ဖျားကောင်းကြည့်ပေးပါစေချွေးမရာထူးပဲဖြစ်လာယောက်ျားရာထူးပဲတိုးကျမတို့သိရမှာကဖျားသခင်ကျမတို့ကိုခိုင်းတာပါလဲဆိုတာသိရယောက်ျားရာထူးကြီးအသက်ရှင်လာတာဘုရားသခင်အလိုတော်ကျမပေါ်မှာဘာရှိတယ်လဲဆိုတာအများသိဖို့ရည်ချင်ဒီချိန်လုံးနှကောင်းမျက်လုံးနဲ့ရောက်ချွေးမအောင်ကြည့်ပါရောက်စီတိုင်းဖျားကောင်းကြည့်ပေးပါစေတနေ့ကျရင်ခင်ဗျားတို့အဲ့ဒီရောက်ခမနေရာရတဲ့အခါမှာဝင်လာတဲ့ချွေးမကိုဘယ်လိုကြိုးစိုးရမလဲဆိုတာနှုတ်ကပတ်တော်သေချာဖတ်ပြီးဆုတောင်းတော်ရောက်ခမအနေနဲ့စောင့်ဆိုင်ပါခင်ဗျားချွေးမခင်ဗျားအတွက်ကောင်းကြည့်ပေးလားဖြစ်ပါဟာလေလုယာအားလုံးဟာနောမီဖြစ်ပြီးအားလုံးဟာမာရုတာဖြစ်ကြပါစေယောက်ျားဖျားကောင်းကြည့်ပေးပါစေအဲ့ဒီမှာရှိတဲ့ချွေးမဆိုးတယ်ဒီမှာရှိတဲ့ယောက်ျားမတွေဆိုးတယ်လို့ပြောနေတာမဟုတ်ပါဘူးကြုံကြိုက်လို့ဝိညာဉ်တော်ဖော်ပြလို့ဝိညာဉ်တော်အဖြစ်ပြောနေတာဖြစ်ပါတယ်ဟိုဖက်ပထမနိုင်ငံအကြောင်းကိုပြန်နေစဉ်းစားမိလို့ပြောတာဖြစ်ပါတယ်ယောက်ျားဖျားကောင်းကြည့်ပေးပါစေဆိုတော့ကျွန်မပြောချင်တာကဘာလဲဆိုလို့ရှင်တော့ဘုရားသခင်ကကျမတို့ကိုပေးအပ်တဲ့အခါမှာကျမတို့ရဲ့မိခင်ကြီးဖခင်ကြီးအာဒါနဲ့အေဝါကိုပေးအပ်လိုက်တဲ့အခါမှာကောင်းချီးပေးပြီးမှမင်္ဂလာဆောင်နဲ့အနံလိုက်တဲ့အခါမှာဒီနေ့ဒီချိန်ခါထိအနံနဲ့စကားထိရောက်နေလို့ပဲဟာလေလုယာယောက်ျားဖျားကောင်းချီးပေးပါစေပွားများဖို့ဖြစ်တယ်ပွားများဖို့စာတိအတွေ့အသားပိုင်းဆိုင်ရာပဲမစင်စားနဲ့မှားသွားမယ်ခမရစမိုးကျွေးလို့ပြီးမှမဟုတ်ဘူးခမရအပြင်းတော့ထွက်ချင်မှာမဟုတ်ဘူးလူနဲ့တော့ပေါင်းချင်မှာမဟုတ်ဘူးစာတိအသွေးသားနဲ့မစင်စားနဲ့ဝိညာဉ်ပိုင်းဆိုင်ရာကိုများများစဉ်းစားပါဟာလေလုယာဟာလေလုယာတာမဖွားနိုင်ပေနဲ့မြုံနေတဲ့အမျိုးသမီးဖျားကောင်းကြည့်ပေးပါစေဝိညာဉ်ပိုင်းဆိုင်ရာပွားများဖို့ဖျားခင်အလိုရှိတယ်ဟာလေလုယာစာတိအသွေးသားပိုင်းဆိုင်ရာကိုလိလူရှုလိုက်ပါဝိညာဉ်ပိုင်းဆိုင်ရာသားဖွားဖို့များရလို့ရှိပါတယ်ရောက်စင်ဖျားကောင်းကြည့်ပေးပါစေပထမနိုင်ငံမှာကျမမှလည်းသားသမီးတွေအများကြီးရှိတယ်ဗမာလူမျိုးသားတွေသမီးတွေရှိတယ်ရှမ်းလူမျိုးသားသမီးတရုတ်လူမျိုးသားသမီးတွေကချင်လူမျိုးချင်းလူမျိုးကရင်လူမျိုးသားသမီးတွေအများကြီးရှိတယ်ဘုရားသခင်ကပွားများဖို့လိုချင်တယ်ဟာလေလုယာအမျိုးသမီးတွေကိုပွားများဖို့ပထမကတည်းကဘုရားခင်ဖန်ဆင်းမိတာအသွေးသားပိုင်းဆိုင်ရာမစင်စားနဲ့ဝိညာဉ်ပိုင်းဆိုင်ရာလည်းပွားဖို့ဖန်ဆင်းကတည်းကပေးထားပြီးသားဖြစ်တယ်ဟာလေလုယာအမျိုးသမီးတွေလုံးမယ်ဆိုလို့ရှိရင်ဘလောက်ပွားမလဲဆိုဘုရားခင်ကသိဟာလေလုယာပင်ကိုဖန်ဆင်းတဲ့ဘုရားကျမကိုဖန်ဆင်းတဲ့ဘုရားကဒီအမျိုးသမီးလှုပ်ရှားလိုက်ဘလောက်ပွားမလဲဆိုတာသိတခါတော့ကဣသီလလူမျိုးတွေရဲ့ပြဿနာကြီးတစ်ခုရှိခဲ့တယ်ဣသီလလူမျိုးတွေရဲ့ပြဿနာတရားသူကြီးမတ်စာတရားသူကြီးမတ်စာအခန်းကြီး9ထဲမှာအခန်းကြီး4အခန်းကြီး9ကျွန်တော်တို့အိမ်ရောက်မှာဖတ်ပါအဲ့ဒီထဲမှာဣသီလလူမျိုးတွေညှင်းဆဲခံရတဲ့ကာလအဲ့ဒီခါမှာတိသရလို့ခေါ်တဲ့စစ်သူရဲ့ဘိုလ်ချုပ်မင်းကြီးတစ်ပါးဣသီလလူမျိုးတွေရဲ့ရန်သူဘိုလ်ချုပ်မင်းကြီးတစ်ပါးရှိတယ်တိသရလို့ခေါ်တယ်သူ့မှာတန်ရထားအစီ900ပိုင်ဆိုင်ပြီးမှစစ်တိုက်တဲ့နေရာမှာအင်မတန်မှထက်မြက်ပြီးမှရဲစွမ်းတက်တီနဲ့ပြည့်စုံတယ်သူနဲ့စစ်တိုက်တဲ့လူတွေအမြဲတမ်းရှုံးရတယ်အမြဲသေးတယ်လူပဏိယောက်ပဲဝိုင်းဝိုင်းသေးတယ်သူဣသီလလူမျိုးတွေက
အဲ့ဒီတိတရပိုချုပ်မင်းကြီးတိတရရဲ့ညင်းဆက်ခြင်းကိုနှစ်ပေါင်း20လုံးခံရတယ်လွတ်မြောက်ခြင်းပြီးတအားကိုလွတ်မြောက်ခြင်းပြီးဒါပေမဲ့ဣသီလလူမျိုးတွေကိုဘုရားသခင်ကလွတ်မြောက်ခြင်းအခွင့်မပေးတာကဘာဖြစ်လို့လဲစကားနားမထောင်လို့နော်အချိန်မစည်းလို့ဒီနေ့စကားအခေါ်အဝေါ်ရပြောမယ်ဆိုအချိန်မစည်းလို့ဘုရားလိုချင်တဲ့ပုံစံမလာလို့အချိန်မစည်းလို့ဘုရားကအောင်မြင်ခြင်းအခွင့်ကိုမပေးခဲ့အဲ့ဒါနဲ့ဘုရားသခင်သူဣသီလလူမျိုးတွေကလည်းအောင်မြင်ခြင်းတဲ့အတွက်ကြောင့်နေရာကမှတတ်ချပြီးမှတိတရလာဖို့ရအတွက်တစ်ချိန်လုံးချောင်းပြီးတိတရကိုတတ်တယ်တတ်ပေမဲ့သူတို့အပဲပြပြသေးတယ်တိတရကနှစ်20လုံးဣသီလလူမျိုးတွေရှေ့မှာအောင်မြင်တော်သူဖြစ်တယ်တိတရကိုဆိုလို့ရှင်တော့မာနကြီးလို့ပဲသူတို့ခံစားတယ်ကလေးတွေကစပြီးမှကစားတဲ့အခါမှာတိတရလာတယ်အယုတ်ကဟလားဒါကျမစမ်းစာမှာတော့မပါဘူးအပြင်စာအုပ်ဖတ်ဘူးလားတိတရအယုတ်ဆော့ပြီးမှလေကစားတဲ့အခါမှာတိတရလာပြီးဟဲ့လို့ပြောရင်တော့ဟိုခြုံကိုတိုက်နေတဲ့လူတွေကလည်းတိုက်နေတယ်နောက်ဆိုလို့ရှင်တော့တိတရပဲနိုင်ပြီးမှဟိုခြုံကိုတိုက်တဲ့ဣသီလလူမျိုးတွေရှုံးတဲ့ပုံစံမျိုးပဲကစားကြတယ်ကစားတာတော့မှလေအဲ့လောက်ကြီးဆွဲတာကလေးတွေကစပြီးမသိစိတ်ကနေတိတရပဲနိုင်ရမှာပဲဘာဖြစ်တိတရပဲအများနဲ့နိုင်နေတာဆိုမှအဲ့လိုဆွဲလာပြီးကြောက်လန့်နေတယ်စစ်မြေပြင်ထဲမှာတူတဲနဲ့မိသားစုတွေအများကြီးစစ်တိုက်ဖို့ရတဲ့ပြင်ဆင်ပြီးယောက်ျားတွေမှန်သမျှရှေ့တန်းကိုသွားပြီးတိတရကိုတိုက်ဖို့လို့ငါရှေ့ကိုသွားတယ်မိန်းမတွေနဲ့ကလေးတွေကကိုတဲမှနေကြတယ်နေကြပြီးမှအော်ဆရာကောင်းတာကအဲ့ဒီထဲမှာအမျိုးသမီးတယောက်အဲ့ဒီနေရာမှာတိုက်ခိုက်တဲ့အခါမှာဘုရားသခင်ကဗိတ်သိက်တဲ့အမျိုးသမီးတယောက်ရှိတယ်သူကဒီဘောရအားလုံးသိတယ်ဒီဘောရကလည်းမိခင်တယောက်ပဲသူရဲ့ခင်ပွန်းကိုတော့ဒီမှာထူးတယ်လေရေးထားတော့မရှိဘူးဒါပေမဲ့ဘုရားခင်ပိတ်သိက်တာကသူစနီးတယ်ဒီဘောရကိုပိတ်သိက်ပြီးမှစစ်တိုက်တဲ့နေရာမှာရဲစွမ်းတက်ပြီးနဲ့ပြေဆုံးတယ်တရားသူကြီးမှဖြစ်တယ်တမျိုးလုံးကသူ့စကားကိုနားထောင်ဖို့ဘုရားခင်ဒီလိုစီမံတယ်ဒီဘောရရှိစင်တော့ကစွမ်းတမန်တိုက်ခိုက်တဲ့ဒီဘောရနဲ့အတူတကွတိုက်ပွဲဝင်တာကယေလဆိုတဲ့အမျိုးသမီးဟာလေလုယာအဲ့ဒီယေလဆိုတဲ့အမျိုးသမီးကရှေ့ကိုသွားပြီးတိုက်ပွဲဝင်တာမဟုတ်ဘူးအိမ်မှာပဲနေပြီးမှစားတော့ဝယ်ရချက်တယ်ရှီတန်းကပြန်လာမယ်သူ့ယောက်ျားစင်နဲ့စားဖို့မုတ်တီနေထားတယ်စားထားတယ်တာသမီဒီစားဖို့အဝတ်တီလျှော်တယ်ရေဒီခတ်တယ်တိုက်ပွဲမကြီးခင်ဆိုမှရေဒီတော့ခတ်လာတယ်ထင်းနေတော့ရှာလာတယ်စသဖြင့်အိမ်မာနေပြီးမှပြင်ဆင်တဲ့မိခင်တယောက်ဖြစ်တယ်အဲ့ဒါနဲ့သူလည်းအလုံးလုံးရင်းနဲ့စဉ်းစားနေမှာတိတရဘယ်လိုမျိုးကောင်းလဲငါတွေးချင်လိုက်တာဆိုတာမျိုးတွေလည်းစဉ်းစားမှာပေါ့တိစရဆိုတာအရင်ရှည်တာနေမှာဒါကြောင့်အားရှိတာဆိုတာလည်းစဉ်းစားနေမှာပဲစိတ်ကူးထဲမှာသမင်းချက်ရင်းနဲ့အဝတ်လျှော်ရင်းနဲ့အိမ်မှုကိစ္စလုပ်ရင်းနဲ့တိတရအကြောင်းပဲစဉ်းစားနေတာကိုပြောတာကလေးတော်မှကစားရင်တိတရနဲ့တိုက်ပွဲဝင်တဲ့အကြောင်းပဲတိုက်ပွဲကစားကြတာကိုတဲတိုင်းမှာရှိတဲ့အမျိုးသမီးတွေလို့စဉ်းစားမိဒါပေမဲ့များတော့အဖြစ်အမျိုးသမီးတွေကတော့ကျမထင်တယ်တိတရများတွေ့လို့ရှင်တော့ငါတော့ပဲဖက်ကိုထွက်ပြေးမှာဘယ်နေရာကိုပြေးမှာဆိုပြေးမယ့်နေရာကိုကြိုတင်ရှာထားမိလို့ကျမထင်တယ်ဒါပေမဲ့ယေလဆိုတဲ့အမျိုးသမီးကတော့ထူးဆန်းတယ်ယေလဆိုတဲ့အမျိုးသမီးကတော့အလုံးလုံးရင်းနဲ့တိတရကလာလို့ရတော့ဆိုတာစဉ်းစားတဲ့အမျိုးသမီးဖြစ်မယ်လို့ကျမယုံကြည်အဲ့ဒါနဲ့ယေလလည်းသူ့ဟာသူလှုပ်ရှားရင်းနဲ့ဘာဖြစ်တယ်လဲဆိုအပြင်မှာခြေတံပြင်းကြတယ်အဲ့ဒါနဲ့ယေလကအပြင်ကဘက်ကိုထွက်ပြီးမှဘသူလဲလို့ကြီးလိုက်တဲ့အခါမှာတိတရဖြစ်နေတာတမျိုးလုံးကြောက်တဲ့တိတရစစ်ကူရဲ့ကောင်းကြီးနော်ပိုချုံမင်းကြီးနှစ်20လုံးညင်းဆဲတဲ့ပိုချုံမင်းကြီးဤဒီလာလူမျိုးစစ်သားအားလုံးကချောင်းမြောင်းပြီးတပ်ဖို့စ조사နေတာနှစ်20တော့မှကြားတယ်အဲ့ဒီပိုချုံမင်းကြီးကသူ့ရဲ့တဲရှိတဲ့ကိုရောက်လာရောအဲ့ဒီခါမှာခင်ဗျားတို့ဘယ်လိုလုပ်လဲခင်ဗျားတို့ဒါဆိုဘယ်လိုလုပ်မှာနော်ကျမရာဆိုလို့ရှင်တော့အိမ်ထဲဝင်ပုံမပုံရင်တော့ချေဦးတေးရကိုကျမပြေးတော့မယ်ဘာမှတလောက်ကြောက်စရာမကောင်းသူ့လောက်တိတရလောက်ကြောက်စရာကောင်းတာအဲ့ဒီခေတ်မှာမရှိတော့ဒါမဲ့ရေလာပါလို့ညံကောင်းတယ်ထက်မြက်တယ်အမြဲတမ်းဒီရန်သူကဘယ်လိုတက်ရမလဲလို့စဉ်းစားနေတဲ့အမျိုးသမီးတွေမှာနော်ဒီတိုက်ပွဲကငါဘယ်လိုဝင်ရမလဲလို့စဉ်းစားနေတဲ့အမျိုးသမီးဖြစ်တဲ့အတွက်ကြောင့်တနည်းအားဖြင့်ပြောမယ်အချိန်စီးတော့မျိုးသမီးဖြစ်တယ်တိတရကိုမြင်လိုက်တာနဲ့ရေလက
သူ့ရဲ့ခင်ပွန်းပါရက်ကလည်းဟေဘာလည်းတိုက်ပွဲဝင်ဖို့သွားလိုက်တယ်တိတရကိုချောင်းဖို့သွားတယ်သူတယောက်ထဲထဲထဲမှာရှိတဲ့အခါမှာတိတရကိုတွေ့လိုက်တဲ့အခါမှာဟာလာပါဝင်းပါထင်လိုက်တဲ့ရှားစီပဲထွက်ပြေးမယ်လို့ထင်တာမထွက်ပြေးဘူးလာပါဝင်းပါကျမတဲထဲကိုဝင်းပါဆိုခီးဦးကျိုတယ်အဲ့နဲ့ဟာတိတရလည်းဘယ်ကိုထွက်ပြေးရမှမသိဖြစ်နေတဲ့အခါမှာခေါ်တဲ့လူကြိုတဲ့လူရှိတော့အဲ့တဲကိုတီးနေရအတော်ပဲဆိုပြီးမှဝင်သွားတယ်ဝင်ပြီးမှအရန်မောတယ်ကျွန်တော်တအားမောတယ်ရေလေးတိုက်ပါအောင်လို့ပြောတယ်တခါလဲရေလာကဘာလုပ်တယ်လဲချက်ချင်းအိယာခင်းပေးချက်ချင်းအိယာခင်းပြီးမှဒီမှာနာပါဒီမှာအိပ်ပါဒီနေရာမှာကောင်းအောင်စောင်းဆိုပြီးမှခြုံပေးတယ်ရေတောက်ချင်တယ်ကျွန်တော်ထပ်ပြေးလာတာအသက်လွတ်ယုံမယ်ကျွန်တော်အခုရေတောက်ပြီးမှခဏနားချင်တယ်မအိပ်ရလဲကြာပြီတညလုံးပြေးလာတာအဲ့နဲ့ရေလာကဘာလုပ်လဲရေလေးတိုက်တယ်ပြီးတော့မှရေလာဘာထက်လုပ်သေးလဲဆိုနွားသူ့ယောက်ျားပြန်လာရင်တိုက်ဖို့ရန်အတွက်နွားတို့ကိုယူပြီးမှအဲ့ဒီတိတရကိုတိုက်တယ်တိတရကိုတောက်တော့အောင်တောက်ပါတောက်ပြီးမှအေးစစ်စစ်နာပါအေးစစ်စစ်နာပါစိတ်ချလက်ချနာပါဆိုပြီးမှတိုက်တယ်စောင်းလေးလည်းပြန်ခြုံပေးတယ်လုံးခြုံနေပါစိတ်ချလက်ချနေပါတိတရလည်းဒီစကားရေလာရဲ့ပညာသားပါတဲ့စကားကိုအချိန်မစည်းတဲ့တိတရကနားမလဲယုံကြည်ပြီးမှဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆိုမှအပြင်ဘက်မှာဒီထဲမှာယောက်ျားတယောက်ဝင်လာတာလားလို့မင်းရင်မဝင်လာဘူးဒီထဲမှာဘသူမှမရှိဘူးကျမယောက်ျားလဲစစ်တော့တိုက်တယ်လို့ပြောနော်လို့ပြောရေလာကဟုတ်ကဲ့စိတ်မပူနဲ့တေချာငါပြောပါမယ်ငါအပြင်မှာစောက်ပေးမယ်တကားဝနာမှာရေလာကစောက်တိတရကရေလာကိုယုံကြည်လို့စိတ်ချလက်ချအိတ်မောကြသွားတယ်ခရူလို့တေချပြီးအိမ်မောကြပြီဆိုတဲ့အခါမှာရေလာမလုပ်ဘူးအမြဲတမ်းသူစဉ်းစားတယ်တိတရဆိုတဲ့ကောင်လာလို့ကတော့ဒီတန်ချောင်းနဲ့ထုလိုက်မယ်ဒီတူနဲ့ငါထုလိုက်မယ်လို့စိတ်ကူးရင်နေတဲ့အမြဲတမ်းစဉ်းစားနေတဲ့ရန်သူကိုပဲလို့ချမလဲစဉ်းစားနေတဲ့ရေလာဆိုတဲ့မိခင်ကနော်အခုအန်ကိုက်ပဲဘုရားခင်ကသူ့ရှိကိုပို့ပေးလိုက်အဲ့ဒီတန်ချောင်းယူတယ်ဘာလောက်ပဲရှိတဲ့တန်ချောင်းကိုယူတယ်တန်ချောင်းကိုယူပြီးမှသူ့ယူတယ်တန်ရိုက်တဲ့သူ့ကိုယူပြီးမှခရူနဲ့အိပ်ပျော်နေတဲ့စစ်သူရဲ့ကောင်းကြီးနားကိုဖြည်းဖြည်းနဲ့တွားပြီးမှအိပ်ပျော်နေတဲ့သူရဲ့နားထဲကိုတန်ချောင်းကိုတဲ့ထားပြီးမှအားနဲ့သူနဲ့ပေါင်းဆိုရိုက်ထည့်လိုက်တဲ့အခါမှာဒီကနေရိုက်ထည့်လိုက်တာဟိုးအောက်ဖက်မြေကြီးကိုစိုက်တဲ့အထိရိုက်ထည့်လိုက်တယ်တစ်ချက်ထဲနဲ့စစ်သူရဲ့ကောင်းကြီးတစ်ချက်ထဲအသက်ပါပါဟာလေလုယာအဲ့ဒါမိခင်ကြီးမဟုတ်ဘူးလားဒီမိခင်ကြီးကဘယ်တော့မှဒီရန်သူကြီးကိုတတ်နိုင်လိမ့်မယ်ဆိုတာဘယ်သူကထင်ဘူးလဲဟာလေလုယာသူ့ကိုရောသူသိကြလားသိမလားငါဒီတိတရကြီးကိုငါတတ်နိုင်လိမ့်မယ်လို့သူ့ကိုသူထင်မလားဟာလေလုယာအဲ့ဒါစီရပြကောင်းကြည့်ပေးပါစေသူတို့ရဲ့ဘယင်ကြီးရောဒီဟေဘာရဲ့မိမရေလာကဒီမိခင်ကြီးကဒီမိမကတိတရကိုတတ်မဲ့သူပဲဆိုတာဘယ်လိုလုပ်ထင်နိုင်ပါလဲဘယ်သူကမှန်းနိုင်ပါဒါပေမဲ့ဉာဏ်ရှိတဲ့အချိန်စီးတဲ့ထာဝရဘုရားကိုအမြဲတမ်းမျှော်လင့်လက်ဘုရားကိုကြောက်ရွံ့လက်နေတဲ့ဒီမိခင်ကြီးရေလာအိမ်ထဲကနေအနည်း20လုံးညင်းဆဲတဲ့တိဒရာကိုတစ်ချက်ထဲနဲ့တတ်လိုက်ဟာလေလုယာအယောက်စီတိုင်းဘုရားကောင်းချီးပေးပါစေအယောက်စီတိုင်းကိုဘုရားကောင်းချီးပေးပါစေဘုရားသခင်ရဲ့သားသမီးများအားလုံးလွတ်ငြိမ်းချမ်းသာခြင်းခွင့်ကိုရဖို့ရန်အတွက်လွတ်မြောက်ဖို့ရန်အတွက်အသုံးတော်ခန္ဓာကစစ်သူရဲ့ကြီးမဟုတ်ဘူးမိခင်ကြီးအိမ်ထဲမှာစားစရာလုပ်ပြီးမှခင်ပွန်းတဲ့အတွက်လွတ်ဆောင်ပေးနေတဲ့သားသမီးတွေကိုအတွက်ပြုစုနေတဲ့မိခင်ကလှုပ်သွားတာအမျိုးသမီးတယောက်ကတတ်သွားတာဟာလေလုယာအယောက်စီတိုင်းဘုရားကောင်းချီးပေးပါစေအဲ့ဒီခါမှာသူ့ရဲ့ခင်ပွန်းကပြန်လာတဲ့ချိန်ကပင်းနဲ့ပြန်လာတယ်ပေါက်သွားကြည့်လိုက်တော့ဒီမိမရေဒီဖက်ကိုတိတရာထပ်ပြေးလာတာတွေ့တယ်အဲကြောင့်မိမစိတ်ပူလို့အမြင်ပြေးလာခဲ့တာမတွေ့ဘူးလားတီးရလေးရှင်းတာနေမကြောက်ဘူးလားတီထဲမဝင်ဘူးလားသူမိမကလာဆွဲလာမင်းရှာတာတီလို့မဟုတ်ဘူးလားဟာ
မိန်းမလေဟာလေလုယာဟာလေလုယာအမျိုးသမီးတွေအားလုံးလက်ခုပ်တီးပြီးဖခင်သခင်ကိုချီးမွမ်းရအောင်ဟာလေလုယာဟာလေလုယာအယောက်စီတိုင်းဖခင်ကောင်းချီးပေးပါစေအယောက်စီတိုင်းဖခင်ကောင်းချီးပေးပါစေသားတွေအများကြီးမွေးနေတဲ့မိန်းမတွေနော်တတိထားရမယ်ခမရမွေးတဲ့သား10ယောက်တဒါ10လောက်သားသမီးတဒါ10လောက်ကောင်းကင်နိုင်ငံပို့ပြီးပြီလားလွတ်မြောက်စေပြီလားတီးတရကဲတို့နှဆိုးရဲ့ချီနှောင်ချင်းတွေနဲ့လွတ်မြောက်စေပြီလားပျောက်ဆုံးနေပြီလားစဉ်းစားကြည့်ပါဖျားပေးတဲ့တာဝန်ကိုထမ်းဆောင်ကြည့်ပြပြီလားဖျားတခင်လိုချင်တာကဖျားတခင်ကနံဝိညာဉ်ဖျားဖြစ်တဲ့အတိုင်းပဲကျမတို့စီကနေသူ့နိုင်ငံကိုကောင်းကင်နိုင်ငံကိုတားတပည့်တွေအများကြီးရောက်ဖို့ရတဲ့ဖျားတခင်လိုချင်တာဖြစ်တယ်ဟာလေလုယာအမျိုးသမီးတွေကိုပွားများဖို့ရအရေးချင်းအပြည့်နဲ့ဖန်ဆင်းခဲ့တာစာတိပိုင်းအသွေးသားပိုင်းပွားများပြီးပျောက်ဆုံးသွားဖို့ရဘုရားလိုတော့မရှိဘူးဝိညာဉ်ပိုင်းပွားများကိုမွေးထားသမျှလဲဘုရားခင်ကောင်းကင်နိုင်ငံကိုရောက်ရမယ်နောက်ထပ်ကိုမမွေးတဲ့ဟာလဲစာတိအဖြစ်မမွေးတဲ့ဟာလဲသားသမီးဒီအများကြီးနဲ့ကောင်းကင်နိုင်ငံသွားမယ်ဟာလေလုယာဘုရားလိုချင်တာအဲ့ဒါဖြစ်တယ်အဲ့ဒါမှတကယ်အာကမိခင်ဟာလေလုယာအဲ့ဒါမှတကယ်အာကမိခင်ချီနှောင်ချစ်ခံစားနေတို့များလွတ်မြောက်ခြင်းရဖို့ရန်အတွက်ဖြေလွတ်ခြင်းအမှုကိုဆောင်ရွက်ရမယ်အယောက်စီတိုင်းဖျားကောင်းကြီးပေးပါစေအယောက်စီတိုင်းကိုဖျားကောင်းကြီးပေးပါစေအမျိုးသမီးတချို့ငါအိမ်ထောင်လေးမကြဘူးငါအပြိုကြီးဖြစ်တယ်ဆိုရင်မှအားငယ်နေတော့မျိုးသမီးများပြီးတော့မှတချို့အမှုတော်ဆောင်အတင်းတော်ဒီမှာအမျိုးသမီးတွေစမ်းစာကြောင်းတော့အောင်နေဒါပေမဲ့အပြိုကြီးဖြစ်တယ်ဆိုပြီးမှဘေးဖယ်ထားတတ်တယ်နော်အပြိုကြီးဖြစ်တယ်ဆိုဘေးဖယ်ထားတတ်တယ်မင်္ဂလာဆောင်ပေးရတော့မယ်ဆိုလို့ရှိရင်အပြိုကြီးလုံးမရဘူးသူအတွေ့အကြုံမရှိဘူးမင်္ဂလာဆောင်ဖို့ရန်အတွက်အခွင့်အရေးသူမှမရှိဘူးမင်္ဂလာဆောင်ပေးဖို့ရန်ပေါ့နော်အခွင့်အရေးသူမှမရှိဘူးကျမတို့အမျိုးသမီးတွေကိုလည်းဒီလိုမိခင်တယောက်ကိုလည်းဒီလိုပဲအများကြီးပယ်ထားတတ်ကြပါတယ်ဒါပေမဲ့ကျမမလျှော့တော့ဆွဲနဲ့ကျမနည်းနည်းမိုက်တယ်လေမိုက်တော့ခက်မဲ့မိုက်ပေါ့နော်ဖြစ်နေတဲ့အခါကျတော့ကျမတို့ဂျေစုတော်ကြောင့်မလို့ဖခင်တခင်အလိုတော်ကိုမလွန်ဆန်နိုင်တော့အခွင့်ပေးကြတယ်ဆိုတော့ကျမပြောချင်တာကဘာလဲဆိုလို့ရှိရင်အမျိုးသမီးတွေငါအပြိုကြီးဖြစ်တယ်ဆိုပြီးမှအားငယ်နေတဲ့ဂျားထဲမှာကောင်းဆောင်တွေကလည်းဒီအပြိုကြီးတွေတခုခုဆိုအပြိုကြီးမလို့လဲဆိုတာမျိုးတွေအချိန်မစည်းတဲ့အတွေးခေါ်အချိန်မစည်းတဲ့စကားတွေကိုကျမတို့ရှော့တယ်ဟာလေလုယာအဲ့ဒါဘုရားသခင်အလိုတော်ဖြစ်ပါမလားရှင်ပေါလုကပြောတယ်အိမ်ထောင်မပြုတ်ပဲနေတာရွေးကောင်းတယ်ဒါပေမဲ့မနေနိုင်တော့ခွင့်ပြုပါလေဟာလေလုယာဟာလေလုယာမပြုတ်ပဲနေရင်တာရွေးကောင်းတယ်လို့ပြောတဲ့အတွက်ကြောင့်မလို့မပြုတ်တဲ့လူကိုပြည့်ရင်ပြုတ်เสียလားဟာလေလုယာအိမ်ထောင်မပြုတ်တဲ့လူအမှုတော်မဆောင်ရအောင်ရှေ့မှာမရောက်ကြီးမားတဲ့အမှုမပြုတ်ရဘူးလို့ဘယ်ကျမ်းစာထဲမှာရေးထားလဲရေးထားတယ်ဆိုလို့ရှိရင်ကျမစီလာပြောကျမဖတ်မယ်အဲ့ဒီကျမ်းစာကိုဖတ်ချင်တယ်အယောက်စီတိုင်းဖျားကောင်းကြည့်ပေးပါစေအယောက်စီတိုင်းဖျားကောင်းကြည့်ပေးပါစေအသင်းတော်ထဲမှာအပြိုကြီးတွေရှိလေးစားလူပြိုကြီးတွေရှိလေးစားဖို့ကျမတို့ထပ်ပို့သားတယ်အိမ်ထောင်မပြုတ်ပဲတန်တန်ရှင်းရှင်းနေပြီးဝိညာဉ်ပိုင်းဆိုင်ရာပဲစိတ်ဝင်စားတော့သူအဖြစ်ဘုရားသခင်ထားပေးတာအသင်းတော်ထဲမှာသူတို့ရှိတာကျေးဇူးတော်ချီးမွမ်းဟာလေလုယာဟာလေလုယာသူတို့အားဖြင့်အသင်းတော်မှာများစွာတော့သူများပွားများဖို့ဖြစ်တယ်အဲ့ဒါကြောင့်တာမမွေးသားသမီးမရှိတော့သူများအယောက်စီတိုင်းဘုရားကောင်းကြီးပေးပါစေကျမတို့ပွားများဖို့ကျမတို့မှာပွားများဖို့ဘုရားသခင်အလိုရှိဆုံးကဝိညာဉ်သားသမီးပွားများဖို့ဖြစ်တယ်ဝိညာဉ်သားသမီးတွေပွားများဖို့ဖြစ်တယ်10ရောက်တော့မွေးထားပြီးမှကောင်းကင်ကိုပလာသွားပြီဆိုလို့ရှင်တော့ဘုရားသခင်အပြစ်တင်ခြင်းခံရတယ်အပြစ်တင်ခြင်းမှလွတ်မြောက်ဖို့ရန်လို့ကျမ်းစာကပြောပါတယ်အပြစ်တင်ခြင်းကနေကိလွတ်ဖို့ရန်အတွက်များပြားစွာပွားများကြရအောင်အမျိုးသမီးများမိခင်များအယောက်စီတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေပွားများဖို့အခုချိန်ကနေစဉ်းစားရအောင်အမျိုးသမီးဖြစ်တဲ့ဆိုပြီးမှနောက်မဆုံးနဲ့ရှေ့ကိုတိုးရင်တိုးတဲ့အတိုင်းရက်လို့ရတယ်ကျွန်မစံကြည့်ပြီဟာလေလုယာဟာလေလုယာရှေ့ကိုတိုးရင်တိုးတဲ့အတိုင်းကျွန်တော်တို့ရက်ဖို့နေရာရှိပါတယ်ဟာလေလုယာမစိုးရိမ်နဲ့ဘုရားသခင်ကတမန်တော်ဝတ္ထုမှာပါပြောထားတယ်ဘုရားသခင်အဖို့တော်ဆောင်ဖို့ရန်အတွက်စက်ကတ်တဲ့ယောက်ျားမိန်းမတိုင်းအားလုံးကိုတန်ရှင်းတော်
ရင်တော့တွန်းလောင်းမယ်တဲ့ယောက်ျားတွေတွန်းလောင်းပြီးမိန်းမတွေထိုင်လို့ဘယ်ချမ်းချက်မှမတွေ့ရဘူးအဲကြောင့်စက္ကတော့မိန်းမကိုလည်းတန်ရှင်တော်ဝိညာဉ်တော်တွန်းလောင်းတယ်ယောက်ျားပေါ်မှာတွန်းလောင်းတဲ့ဝိညာဉ်တော်ကလည်းဒါပဲမိန်းမပေါ်မှာတွန်းလောင်းတဲ့ဝိညာဉ်တော်ကဒါပဲမိန်းမဖြစ်ရတဲ့အတွက်ရှုံးတာမဟုတ်ဘူးနှိမ့်ချနေတာမဟုတ်ဘူးတဲတူရတဲ့ခွင့်ကိုဘုရားခင်ပေးတယ်ဟာလေလုယာဟာလေလုယာတချို့ယောက်ျားတွေကမိန်းမတွေကိုမိန်းမဖြစ်ရင်သူများအိမ်ကမိန်းမလည်းအာနာနဲ့သူများမိန်းအိမ်ကမိန်းမဖြစ်ရင်တောင်မှယောက်ျားဖြစ်တဲ့အတွက်ကြောင့်အာနာနဲ့သုံးချင်မိန်းကမိန်းမစကားနဲ့ထောက်တာထိုင်လေဖယားခင်ပြောတဲ့ယောက်ျားပေါ်မှာဝန်ခံပါဆိုတာကိုခင်ပေါ်မှာပဲဝန်ခံခိုင်းတာလေဘာဖြစ်လို့သူများအိမ်ကယောက်ျားပေါ်မှာဝန်ခံရမှာလဲဖယားလူတော်ကအမို့တော်မြတ်မှာမတည့်ရဆိုဘုရားစကားပဲနားထောင်ဟာလေလုယာကိုခင်ပေါ်ကခွင့်ပြုတဲ့အတွက်ကြောင့်ဘုရားစကားပဲနားထောင်ရောက်စီတိုင်းပြကောင်းကြည့်ပေးပါစေဟာလေလုယာဘုရားခင်ဝန်ခံခိုင်းတာကိုခင်ပေါ်ပေါ်မှာဖြစ်တယ်အမို့တော်မှာမတည့်ရဖို့ခင်ပေါ်ကိုခွင့်ပေါ်ကခွင့်ပြုတဲ့ထီကိုကနှိမ့်ချမယ်ခွင့်ပြုပြီးပြီဆိုရင်ဘုရားခင်အလိုတော်ကိုခင်ပေါ်ကလည်းဝန်ခံရမယ်မိန်းမလည်းဝန်ခံရပါမယ်ရောက်စီတိုင်းပြကောင်းကြည့်ပေးပါစေအမျိုးသမီးများထမှာပဲမဟာစေခိုင်းမှုကြီးကချက်ကြီးကအောင်မြင်တော့မယ်ရောက်စီပြကောင်းကြည့်ပေးပါစေအမျိုးသမီးတွေမထမချင်းကတော့မဟာစေခိုင်းချက်အောင်မြင်ဖို့မလွယ်ဘူးခရစ်တော်ကြွလာဖို့နမိတ်လက္ခဏာတွေပြနေပြီဆိုင်းတွေပြနေပြီဒါပေမဲ့အချိန်စီဖို့ရတဲ့ကတော့အမျိုးသမီးတွေလှရှာဘုရားခင်ကငှက်တွေဖန်ဆင်းထားတာဘလို့ဖန်ဆင်းထားလဲအတောင်ပံတစ်ဖက်ဖန်ဆင်းထားအဲ့ဒီတောင်ပံတစ်ဖက်ကဟန်ချက်ညီခတ်ရတာဟန်ချက်ညီခတ်တဲ့ခါမှပဲပြန်တန်းလို့ရတယ်လူကခီးရောက်တယ်ဒီနေ့ကဘာဟကူးစာတော့ကအမျိုးသမီးအမျိုးသားလို့ဘုရားခင်ကဖန်ဆင်းတဲ့အခါမှာဟန်ချက်ညီခတ်ဖို့အတွက်ဖြစ်တယ်ဟာလေလုယာဘုရားခင်ရဲ့အမှုတော်မြတ်မှာယောက်ျားတွေလို့ဖို့ပါစတာလေးယောက်ျားတွေလို့ရမှာတင်းထောက်လေးယောက်ျားတွေဘာမဆိုယောက်ျားတွေလို့ရမှာငါတို့မျိုးသမီးတွေဝန်ခံဖို့ပဲကိုယောက်ျားလည်းဝန်ခံသူများယောက်ျားလည်းဝန်ခံအယောက်စီပြကောင်းကြည့်ပေးပါစေဘုရားခင်အလိုတော်ကယောက်ျားတောင်ပံမိန်းမတောင်ပံဟန်ချက်ညီခတ်ဖို့ရဖြစ်တယ်ဟာလေလုယာတောင်ပံတစ်ဖက်ပဲပျောက်သွားပြီလေတောင်ပံတစ်ဖက်ပဲမလဲတောင်ပံတစ်ဖက်ထွက်လာတစ်ဖက်ပဲခတ်နေတာကြာပြီမဟာစီခိုင်းချက်ကမအောင်မြင်နိုင်သေးဘူးကိုချိန်ဒီစိုင်းနေပြနေပြီဘာဖြစ်လို့အခုချိန်ထိမအောင်မြင်နိုင်တယ်ဘာဖြစ်လို့အခုချိန်ဒီအဆုံးမရောက်ရတာလဲတောင်ပံတစ်ဖက်လှုပ်ရှားပါထွက်လာအိမ်ထဲမှာအောင်နေဖို့မဟုတ်ဘူးလှုပ်ရှားတောင်ပံတစ်ဖက်ဟန်ချက်ညီခတ်နိုင်တဲ့အခါမှာဖယားဘုန်းတော်ထင်ရှားပြီးဖယားခင်ရဲ့ယူပါယုံကြည်ပြီးစီးသွားမှာဖြစ်တယ်ဟာလေလုယာယောက်စီတိုင်းပြကောင်းကြည့်ပေးပါစေဒါကြောင့်မိခင်များအားပေးချင်ပါတယ်ဘုရားခင်တတ်မှတ်တဲ့တကယ်ကောင်းတော်မိခင်ဖြစ်ဖို့နဲ့တာများစွာမွေးမမဟုတ်ဘူးကောင်းကင်နိုင်ငံတာများစွာခေါ်ဆောင်သွားမှဘုရားခင်ရဲ့စัจချေကိုမြင်ဟာလေလုယာတဘောတူတဲ့စာလုံးလက်ခုပ်တီးပြီးဘုရားခင်ကျေးဇူးတော်